30 132ဆိုတဲ့ဖုန်းနံပါတ်တွေကို Viber Telegram တခုခုကနေဆက်သွယ်ပေးပါမယ်နော်ဒါဆိုရင်တို့ဒီအခွေလေးကိုအရင်ဆုံးသွားလိုက်ကြရအောင်အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေတဲ့ formula လေးတွေကိုလိုက်ပြီးတော့မှတ်ထားတတ်တဲ့အကူမတွေကတော့ဒီအခွေ formula လေးကိုတန်းပြီးတော့တီးကြမှာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့အပတ်ကလေးပြခဲ့ပြီးတယ်အဲ့တော့ဒီတောက်ကြနေဈေးလေးကိုတစ်ချက်ကြည့်ပေါ့နော်အဲ့တော့မနက်ဈေးမှာဆိုရင်တို့ဒီ60နေမှာရှိရဲဆိုပြီး6ထိပ်ရှိတယ်ညနေဈေးမှာဆိုရင်13ဆိုပြီးတော့3အပိတ်လေးရှိတယ်အဲ့တော့မနက်ဈေးကထိပ်စီးဖြစ်တဲ့ဒီ9ရယ်ညနေဈေးကအပိတ်ဖြစ်တဲ့ဒီ3ရယ်ဒီ9ဒီ3နှလုံးပေါင်းခြင်းဟာတို့2ရယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ formula လေးရဲ့နာမည်ကတောက်ကြနေမနက်ထိပ်နဲ့ညနေအပိတ်ပေါင်းခြင်းဖြစ်ခြင်းဆိုတဲ့ formula လေးပါဆိုတော့ဟုတ်ပါပြီသူကတောက်ကြနေမှာတဲ့မနက်ထိပ်နဲ့ညနေအပိတ်ပေါင်းခြင်းဟာ2လို့ဖြစ်ပြီဆိုတာနဲ့သူရဲ့နောက်တစ်ပတ်မှာ1235ဆိုတဲ့လေးလုံးခွေကူကအမြဲတမ်းလာပြီးတော့ဆင်းပါတယ်တဲ့တော့ဒါလေးကိုကျွန်တော်ကလန်ဒါပြန်ပြီးတော့စစ်ကြည့်တဲ့အခါလွန်ခဲ့တဲ့2020ကနေစလို့ပြီးခဲ့တဲ့အပတ်အထိပေါ့နော်9နှစ်ကျော်ဆိုတဲ့အချိန်ကာလတစ်ခုအတွင်းမှာတစ်ချိန်မှပြက်ပင်မတွေ့ရဘူးတော့ဒါလေးကကျွန်တော်ကလန်ဒါမစစ်ပေးတော့ပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကမှဒါလေးကိုကလန်ဒါစစ်ပေးထားတာတော့ကလန်ဒါစစ်ရှင်တပါဆိုတဲ့အကိုမတွေကကြတော့ပြီးခဲ့တဲ့အပတ်ရဲ့စနေလောက်မှာတင်ခဲ့တဲ့ဗီဒီယိုလေးကိုတွားပြီးတော့ကြည့်ကြပါနော်ဒီမှာကျွန်တော်ကလန်ဒါလေးပြန်ပြီးတော့ပြထားပေးတယ်ဆိုတော့မွေးကနန်းလေးကိုတစ်ချက်ဆက်ကြရအောင်အဲ့တော့မွေးကနန်းလေးကလည်းရက်ဆွဲ formula ပဲအဲ့တော့တောက်ကြနေကိုကြည့်မယ်အဲ့တော့တောက်ကြမနက်ဈေးမှာဆိုရင်ကျွန်တော်တို့6ထိပ်ရှိတယ်ညနေဈေးမှာဆိုရင်1ထိပ်ရှိတယ်အဲ့တော့မနက်ထိပ်ရဲ့ညနေထိပ်ရဲ့ပေါင်းခြင်းဟာ3ညဆိုပြီးဖြစ်နေတယ်နော်အဲ့တော့ formula လေးရဲ့နာမည်ဟာတောက်ကြနေမနက်ထိပ်နဲ့ညနေထိပ်ပေါင်းခြင်း3ညဖြစ်ခြင်းဆိုတဲ့ formula လေးပါဆိုတော့ဟုတ်ပြီတောက်ကြနေမှာတဲ့မနက်ထိပ်နဲ့ညနေထိပ်ပေါင်းခြင်း3ညလို့ဖြစ်ပြီဆိုတာနဲ့နောက်တစ်ပတ်မှာ